preposition of place နေရာရဲ့ရှေ့မှာ on in at from to စတာတွေထည့်ပေးရပါတယ်ဘယ်နေရာမှာဘာကိုထည့်မလဲဆိုတာရှင်းလင်းသွားအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော် on သူ့ကိုမျက်နှာပြင်အပေါ်မှာရှိနေတဲ့အခြေအနေမှာသုံးပါတယ်သင်ကတစ်ခုခုရအပေါ်မှာတီးရှိနေတယ်လို့ပြောခြင်း on သုံးပါတယ်ဥပမာ on the table ဇပွဲပေါ်မှာစာအုပ်ကဇပွဲမျက်နှာပြင်ပေါ်မှာရှိနေတာမို့ on သုံးပါတယ်ထို့ကဲ့သို့သင်ကခေါင်းမောမျက်နှာပြင်အပေါ်မှာဆို on the roof လို့ပြောပြီးသင်က stage စင်ပေါ်မှာဆို on the stage လို့ပြောပါမယ်နောက်တစ်ခုက on the bus ဘတ်ကားပေါ်မှာဒီမှာဘတ်ကားကလမ်းလျှောက်လို့ရပြီးဘတ်ကားရဲ့ရှောင်းလမ်းမျက်နှာပြင်ပေါ်မှာမို့ on သုံးပါတယ်ထို့အတူလမ်းလျှောက်နိုင်တဲ့ယင်းဒီမှာ on သုံးပါတယ် on the train ယထာပေါ်မှာ on a plane လေယာဉ်ပေါ်မှာ social media ပေါ်မှာလို့ပြောချင်တယ်လဲ on သုံးပါတယ်ဥပမာ on Facebook ပေါ်မှာ on the internet line ပေါ်မှာ on the TV မှာ in အတွင်းထဲမှာဒီအရာကဘေးပတ်လည်အကာရန်ရဲ့အတွင်းထဲမှာတည်ရှိနေတယ်လို့ရည်ညွှန်းခြင်းရင် in ကိုသုံးနိုင်ပါတယ် ဥပမာရေခဲသိပ်တာရဲ့အထဲမှာ in the fridge အိတ်ကက်ထဲမှာ in the pocket အန်ဆွဲထဲမှာ in the drawer ကားသေးထဲမှာဆို in the car လို့သုံးပါတယ်ကားသေးကရှောက်လို့မရပဲအထဲဝင်ထားရတာမို့ in သုံးပါတယ်ဒီဥပမာလေးခုလုံးမှာဘေးပတ်လည်အကအရန်တွေရှိတဲ့နေရာရဲ့အတွင်းမှာတည်ရှိတယ်ဆိုတာကိုပြောချင်တာကြောင့် in ကိုသုံးထားပါတယ် in the room အခန်းထဲမှာအခန်းကအကာအရန်တွေရှိပါတယ် in the park ပန်းခြံထဲမှာပန်းခြံကအကာအရန်ထင်ထင်ရှားရှားမရှိပါဘူးဒါမဲ့ပန်းခြံရဲ့အထဲမှာတည်ရှိတာကိုပြောချင်တာကြောင့် in တွန်းပါတယ်ထို့အတူ in the water ရေရဲ့အထဲမှာနှွတ်နေတာကြောင့် in တွန်းပါတယ် in the crowd လူအုပ်ရဲ့အထဲမှာမို့ in တွန်းပါတယ်အသင်းအဖွဲ့ထဲမှာဆို in the team လို့ပြောနိုင်ပါတယ်အရေးထဲမှာလို့ပြောချင်ရင်လည်း in တွန်းပါတယ်ဥပမာ in the soup စွပ်ပြုတ်ထဲမှာ at အထဲမှာလို့မပြောချင်းအဒီနေရာလေးမှာပဲတည်ရှိတယ်လို့ပြောချင်း at သုံးပါတယ်ဥပမာ at home အိမ်မှာ at the office ရုံးမှာ at the restaurant စားတောက်ဆိုင်မှာ from ကနေ to စီတို့ ဥပမာ from home အိမ်ကနေ to school ကျောင်းသို့သွားတယ်ဒီလိုပြောနိုင်ပါတယ် I am from Myanmar ငါကမြန်မာကပါ I go to school ငါကျောင်းသို့သွားတယ် I go school လို့ပြောလို့မရပါဘူး school နေရာရဲ့အရှိမ preposition ပါရပါမယ်အနည်းချုပ်အနေနဲ့ in the water ရေထဲမှာနုမြုပ်ပြီးရေကူးတာမို့ in သုံးပါတယ် on the water ရေပေါ်မှာမျောနေတာမို့ on သုံးပါတယ် at the beach ကမ်းခြေမှာရှိနေတာကြောင့် at သုံးပါတယ်